အားလုံးပဲမင်္ဂလာပါဂျပန်မှာစောင်းရတွေရောက်ပြီဆိုရင်နှင်းလျှောစီးကျင်သူတွေအတွက်အကောင်းဆုံးနဲ့ share မိုက်တဲ့နေရာတစ်ခုကိုကျွန်တော်ညွှန်ပြပေးမယ်ဒါဆိုရင်ကျွန်တော်နဲ့အတူတစ်ချက်တွားကြည့်လိုက်ရအောင်နေရာကတော့ယာမာဂတာမှာရှိတယ်ဇာအိုအွန်ဆန်စကီဂျောအဲ့နေရာကိုနောက်ထပ်တင်စားပြီးခေါ်ဝေါ်တဲ့နာမည်က Snow Monster ဘာလို့အဲ့လိုခေါ်လဲဆိုတော့ ski jaw မှာရှိတဲ့တစ်ပင်တွေကနှင်းတွေဖုံလွှမ်းနေရကြောင်းမလို့ဘလူးတွေနဲ့တူတာကြောင့်မလို့ Snow Monster လို့ခေါ်တယ်ဗျာကျွန်တော်အခုနှင်းလျှောစီးနေတဲ့နေရာတော့ပထမဆုံးတောင်ထိပ်ပေါ်မှာရှိတဲ့နေရာမှာစီးနေရနှင်းနေရာလည်းအပြည့်ပဲဘလောက်ပဲမှောက်မှောက်မနာဘူးဗျာကျွန်တော်တို့မစီးတတ်တဲ့လူတောင်မှမိနစ်20လောက်ဆိုရင်စီးတတ်သွားပြီဗျကျွန်တော်အကြံပေးချင်တာကတော့အဖွဲလိုက်သွားတာအမိုက်ဆုံးပဲစကိတ်စီးကျင်တဲ့လူတွေဆိုရင်တော့ဒုတိယတောင်ထိပ်ပေါ်ထိတက်ပြီးတော့အဖွဲလိုက်စီးချတာကတော့ရှယ်မိုက်တယ်လို့တော့ကျွန်တော်ပြောတယ်ဇာအိုရဲ့အလှဆုံးနဲ့အမိုက်ဆုံး view ဖြစ်တဲ့တောင်ထိပ်ပေါ်ကိုနောက်တစ်ဆင့်ထပ်တက်မယ်ရှုခင်းနေဘယ်လောက်လှလဲဆိုရင်တော့ဒီမှာဒါကြည့်ပြီးတော့ကျွန်တော်ဘာလို့ဒီလောက်ထိညွှန်းရလဲဆိုရင်တော့ဂျပန်မှာရှိတဲ့ဒီစကီးနဲ့ပတ်သက်တဲ့ရှော့စီလိုနေရတဲ့နေရာတွေကျွန်တော်သွားဘူးရဲ့ဗျာစီးလို့ကောင်းတဲ့နေရာတွေလည်းရှိပါတယ်ဒါပေမဲ့ရှုခင်းနေရအလောက်ထိမလှဘူးဗျာအမှန်တိုင်းပြောရရင်ကျွန်တော်ကယာဒီဥရုအရန်အေးရဲ့နေရာကြီးဆိုရင်တိတ်ကြိုက်တဲ့လူမဟုတ်ဗျာတခါသွားပြီးသွားရင်လည်းနောက်ထပ်သွားကျင်တဲ့စိတ်ကလုံးဝမရှိဘူးဒါပေမဲ့ထူးခြားတာကဒီဇာအို Snow Monster ကိုသွားပြီးတဲ့အချိန်မှာနောက်ထပ်သွားကျင်တဲ့စိတ်ကပြန်ဖြစ်တယ်ဗျာကျွန်တော်နောက်တစ်ခါအခွင့်အရေးကြုံတဲ့ခါကျရင်နောက်ထပ်ထပ်သွားမယ်လို့တော့စဉ်းစားထားတယ်ဂျပန်မှာတချို့နင်းရှောစီလိုရတဲ့နေရာတွေကကျတော့အောက်ကရေခဲပြင်တွေများတယ်ဗျာလမ်းလျှောက်ရင်လည်းနည်းနည်းဂယုစိုက်ပြီးလျှောက်ရတယ်ချော်လဲရင်လည်းနာပြီးရမှတ်ပြီးတော့ဒီဇာအိုကကျတော့အဲ့လိုမဟုတ်ဗျာအောက်ကနင်းနေရလဲဖြူဖွေးပြီးဖွေးအိညာပဲလမ်းလျှောက်ရရလဲ feeling တစ်မျိုးဗျာနှင်းတွေနဲ့ဓာတ်ပုံလှလှလေးဓာတ်ဖမ်းချင်တဲ့သူတွေတောင်ထိပ်ပေါ်ကနေနှင်းလျှောစီးကျင်တဲ့သူတွေဆိုရင်တော့ဇာအို Snow Monster ကတော့အကောင်းဆုံးနေရာဖြစ်မယ်လို့တော့ကျွန်တော်ကတော့ recommend ပေးတယ်ဘာလို့နဲ့ကျွန်တော်တို့2025လဲနှစ်ကုန်တော့မယ်နှစ်တစ်မှာကျမ်းမာချမ်းသာပြီးတော့ကံကောင်းခြင်းတွေယူဆောင်လာတဲ့နှစ်ဖြစ်ပါစေလို့ကျွန်တော်ဒီကနေပြီးတော့အားလုံးကိုဆုမွန်ကောင်းပြီးပါရစေအဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်